အားလုံးမင်္ဂလာပါမိသားစုကြီးဒီနေ့မိုးအေးလေးနဲ့အပြင်သွားတာဖျားဝင်ခဲ့တာပေါ့နော်တယောက်တည်းပဲကျမမြင်ပေါ့နော်တယောက်တည်းပဲဗီဒီယိုတွေရိုက်မှတ်တမ်းလေးတွေယူပြီးတော့မှစိတ်တွေလည်းအေးချမ်းနေပါပြီအေးချမ်းနဲ့ဖျားတစ်ပတ်ပြီးတော့မှဆက်ထားလို့ရမလဲစိတ်တွေလည်းအေးချမ်းပြီးတော့နေလို့ကောင်းနေတာအေးချမ်းလေးလည်းပါမွန်ရဲ့နှခမ်းလေးတွေတွေ့ရင်နဲ့ဆွဲပြီးကွယ်ကံဝင်စံတင်သူရဲ့ကောင်းလို့ကိုဖြစ်ချင်မိတယ်ရာဇဝင်တွေအောင်ချစ်ပြလိုက်မယ်အလုံးဒါကြည့်လေဒါလေးပြန်ပြပါကိုမမြင်တိုင်းမြင်လေးပြုံးတယ်လို့ပဲမျက်လုံးနဲ့ဝေဆွဲလို့နေချစ်ဆုံးချစ်သူရဲ့ပန်းကလေးပွင့်တာလား